စပင်နေအရန်ကျွတ်လို့စိတ်ညစ်နေတဲ့သူတွေရှိလားကျွန်တော်ပြီးခဲ့တဲ့ပတ်မှာတော့ဆိုလို့ရှင်တော့ဒီစပင်ကိုမြဲမြဲကျွတ်စိတ်နိုင်တဲ့အချက်ရှက်ချက်နဲ့ပတ်သက်ပြီးတော့မှဝေမျှပေးခဲ့တာရှိပါတယ်အဲ့တော့မကြည့်ရသေးဘူးဆိုလို့ရှင်လည်းတွားရောက်ကြည့်ရှုဖို့အတွက်တိုက်တွန်းချင်ပါတယ်အဲ့တော့ဒီနေ့မှာဆိုလို့ရှင်တော့ကျွန်တော်ဒီစပင်အတွက်လိုအပ်တဲ့ hard တွေအကြောင်းနဲ့ဘယ်လိုမျိုးအစားအသောက်တွေကိုရွေးချယ်ပြီးတော့မှစားပေးရမလဲဆိုတာကိုဝေမျှဆွေးနွေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အစားအသောက်နဲ့ဟားဆိုင်ရာထူပြူဒေါက်တာရဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ဒီ Facebook YouTube TikTok channel တွေကိုလည်း like and follow မလုပ်ထားသေးဘူးဆိုလို့ရှင်လည်းလုပ်ထားဖို့တယောက်ချင်းစီတိုင်းကိုဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ဟုတ်ပြီပေါ့နော်ကျွန်တော်တို့ဒီစပင်အားကောင်းအောင်ဘယ်လိုမျိုးဟာဓာတ်တွေလိုအပ်လဲပေါ့အဲ့တော့ကျွန်တော်တို့ဟလာဒီဟာဓာတ်တွေကတော့တော်တော်များများလိုအပ်တာဖြစ်ပါတယ်ကျွန်တော်တို့ vitamin ထဲမှာဆိုလို့ရှင်လည်း vitamin A B ထဲမှာဆိုတော့ကျွန်တော်တို့ vitamin B12 vitamin folate တွေကိုလိုအပ်ပြီးတော့မှဒီတခြားသော vitamin တွေဖြစ်တဲ့ vitamin C D E ကိုလည်းလိုအပ်တာဖြစ်ပါတယ်အဲ့ဒီပြင်ကျွန်တော်တို့ဒီတက်တုတက်ထဲမှာဆိုလို့ရှင်တော့ကျွန်တော်တို့ဒီစင်တက်တို့တန်တက်တို့အပြင်ကျွန်တော်တို့ဒီအသားတက်ပေါ့နော်နောက်ပြီးတော့မှဒီခန္ဓာကိုယ်ဓာတ်ကိုမှလိုအပ်တဲ့ဒီ essential fatty acid လို့ခေါ်တဲ့အဆီဓာတ်လေးတွေကိုလည်းကျွန်တော်တို့လိုအပ်တာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီပေါ့နော်ခုနလိုမျိုးအဟားဓာတ်တွေပြေဝအောင်ဘယ်လိုမျိုးအစားအသောက်တွေကိုကျွန်တော်တို့စားကြမလဲပေါ့အဲ့တော့ကျွန်တော်တို့နံပါတ်1ကတော့ကျွန်တော်တို့ဒီအသားကိုပြည့်ပြည့်ဝဝစားပေးဖို့အရေးကြီးတာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်အသားကိုပြည့်ဝစားပေးခြင်းအပြင်ကျွန်တော်တို့ဒီခန္ဓာကိုယ်နဲ့စပင်အတွက်ကိုမှလိုအပ်တဲ့ဒီအသားဓာတ်နဲ့တန်ဓာတ်ကိုလည်းရရှိမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်အရွယ်ရောက်ပြီးသားသူတယောက်အနေနဲ့ကျွန်တော်တို့ဒီအသားစားမယ်ဆိုလို့ရှိရင်တရက်ကိုဒီ12ချက်သားအနေနဲ့မှ15ချက်သားပေါ့နော်အဲ့တော့အနည်းဆုံးအနေနဲ့တော့ဒီ12ချက်သားမဟုတ်ရင်တော့10ချက်သားလောက်ကိုတော့စားပေးဖို့အတွက်အကြံပြုချင်ပါတယ်နောက်တစ်ခုကကြောက်ကျွန်တော်တို့ဒီပဲမျိုးမျိုးပေါ့နော်အဲ့တော့ပဲလို့ပြောတဲ့ခါမှာကျွန်တော်တို့ဒီပဲနီလေးတို့ပဲဝါလေးတို့ကလပ်ပဲတို့အစားရှိဖြင့်ပဲတွေကိုဒီတစ်ပတ်ကို2ရက်လောက်တော့စားပေးဖို့တော့အကြံပြုချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ပဲစားပေးခြင်းအပြင်ကျွန်တော်တို့ဒီခန္ဓာကိုယ်နဲ့စပင်အတွက်ကိုမှလိုအပ်တဲ့ဒီအသားဓာတ်တွေနောက်ပြီးတော့မှဒီ folate vitamin ပြင်ကျွန်တော်တို့ဒီတက်တုတက်ထဲမှာဆိုလို့ရှိရင်တန်တက်နဲ့ဆင်းတက်ကိုလည်းရရှိမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်လာကျွန်တော်တို့ဒီတပတ်ကိုဆိုလို့ရှိရင်ပဲကိုလည်းကျွန်တော်တို့ဒီ2ရက်လောက်ပဲဖြစ်ဖြစ်ပေါ့နော်စားပြီးဖို့တော့အကြံပြုချင်ပါတယ်ဒါပေမဲ့တချို့ကြတော့လည်းပဲနဲ့မတည့်ဘူးเนาะအဲ့တော့ဒါမျိုးတွေဆိုလို့ရှိရင်လည်းလာကိုကပဲမစားဖြစ်ဘူးလုံးဝမစားဖြစ်အောင်မှခုနကပြောခဲ့တဲ့အသားတက်ကိုတော့ဒီချာပြေးဝစားပြီးဖို့တော့တိုက်တွန်းချင်ပါတယ်နောက်တတိယအုပ်စုကကြောက်ကျွန်တော်တို့ဒီအစိမ့်ဆန်လေးတွေပေါ့နော်အဲ့တော့အစိမ့်ဆန်လေးတွေစားပေးခြင်းအပြင်ကျွန်တော်တို့ဒီ vitamin E ပေါ့နော် vitamin E အပြင်ကျွန်တော်တို့ဒီ vitamin B တွေ zinc ဓာတ်တွေအပြင်ဒီ essential fatty acid လို့ခေါ်တဲ့ဒီကျွန်တော်တို့ခန္ဓာကိုယ်နဲ့စပင်အတွက်ကိုမှလိုအပ်တဲ့အဆီဓာတ်လေးတွေရရှိမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်လာတရက်ကိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီတကြားသီးတွေတီဟိုစီဒါမျိုးအစိမ့်ဆန်လေးတွေကိုဒီလက်တဆုပ်စာလောက်စားပေးဖို့လည်းတိုက်တွန်းချင်ပါတယ်နောက်တစ်ခုကကြောက်ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီထောပတ်သီးပေါ့နော်အဲ့တော့ထောပတ်သီးကလည်းပဲဟလာဒီသူ့မှာဒီ vitamin E နဲ့ဒီ healthy fats လို့ခေါ်တဲ့လာကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေကလည်းပါဝင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့စပင်ကျန်းမာရေးအတွက်ကိုလည်းအထောက်အကူမှာဖြစ်ပါတယ်အဲ့ဒီကြောင့်လာတစ်ပတ်ကိုတစ်ချိန်နှစ်ချိန်လောက်ပဲဖြစ်ဖြစ်ထောပတ်သီးဖြော်ရည်လေးတောက်တာပဲဖြစ်ဖြစ်ထောပတ်သီးလေးစားပေးတာပဲဖြစ်ဖြစ်လုပ်ပေးခြင်းကတင်းရဲ့ဒီခန္ဓာကိုယ်နဲ့စပင်ကျန်းမာရေးအတွက်ကိုလည်းပုံမပြီးတော့မှကောင်းမွန်စေမှာဖြစ်ပါတယ်နောက်နံပါတ်5အနေနဲ့ကြာတော့မွန်လာဥနီတို့ကစုံဦးတို့တင်မော်ဒီတို့အဲ့တော့ဒါမျိုးလေးတွေကလည်းပဲဒီ vitamin A ကျော်စာပါနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီစပင်ကျန်းမာရေးကိုလည်းပုံမပြီးတော့မှအထောက်အကူပြုမှာဖြစ်ပါတယ်အဲ့ဒီကြောင့်ကျွန်တော်တို့လာဒီရက်ကိုမွန်လာဥစားရဲဆိုလို့ရှိရင်နောက်ရက်ကိုတင်မော်ဒီလေးစားတာနောက်ရက်ကိုဆိုလို့ရှိရင်ကျွန်တော်တို့အစာပြင်းနေနဲ့ကစုံပြုတ်လေးစားမိတာအဲ့တော့ဒါမျိုးလေးတွေကိုလည်းလုပ်ပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စပင်ကျန်းမာရေးကိုလည်းပို့ပြီးတော့မှအထောက်အကူပြုစီမှာဖြစ်ပါတယ်နောက်နံပါတ်6ကကြာတော့ကျွန်တော်တို့ဒီကြက်ဥပေါ့နော်အဲ့ဘာလို့လဲဆိုလို့ရှိရင်ကြက်ဥကိုအနှစ်ကျော်အကာရောစားပေးမယ်ဆိုလို့ရှိရင်အသားဓာတ်ကိုလည်းရရှိမှာဖြစ်တဲ့အပြင်ကျွန်တော်တို့ဒီစပင်အတွက်ကိုမှလိုအပ်တဲ့ဒီ vitamin ပေါ့နော် vitamin ကတော့အဓိကအပြင်ကျွန်တော်တို့ကြက်ဥအနှစ်မှာပါတာပေါ့အဲ့တော့ပါဝနာဖြစ်တဲ့အတွက်ကိုကလာတရက်ကိုကြက်ဥလေးတစ်လုံးလောက်ပေါ့နော်အနှစ်ကောအကာရောစားပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစပင်အတွက်ကိုမှလိုအပ်တဲ့ဟာဓာတ်တွေကိုလည်းရရှိစေမှာဖြစ်ပါတယ်နောက်နံပါတ်9အကြောင်းကျွန်တော်တို့ဒီအစိမ်းအောင်ရှိတဲ့အရွက်တွေပေါ့နော်အဲ့တော့အစိမ်းအောင်ရှိတဲ့အရွက်တွေလို့ပြောတဲ့အခါမှာကျွန်တော်တို့လာဒီကစုံရွက်တို့ဟင်းနုနွယ်တို့မုံညင်းတို့အဲ့တော့ဒီလိုမျိုးအရွက်လေးတွေကိုစားပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတန်တက်နဲ့ folate ဓာတ်ကိုလည်းရရှိမှာဖြစ်ပြီးတော့မှကျွန်တော်တို့ရဲ့စပင်တွေကိုလည်းပုံမပြီးတော့မှအထောက်အကူပြုစေမှာဖြစ်ပါတယ်နောက်နံပါတ်10အုပ်စုကကြာတော့ကျွန်တော်တို့ဒီအသီးနှံလေးတွေပေါ့နော်အဲ့တော့အသီးနှံလေးပြောတဲ့အခါမှာကျွန်တော်တို့ဒီစပစ်သီးတို့ပန်းသီးတို့နောက်ပြီးတော့မှဒီ sunkist သီးပေါ့နော်အဲ့တော့ဒါမျိုးလေးတွေကိုလည်းကျွန်တော်တို့တရက်ကိုတစ်မျိုးလောက်ပေါ့ဒီနေ့ကိုစပစ်စားရဆိုလို့ရှိရင်နောက်ရက်ကိုကျွန်တော်တို့ sunkist သီးလေးစားရမျိုးနောက်ရက်ကိုဆိုရင်ကျွန်တော်တို့ဒီလိမ္မော်သီးလေးစားရမျိုးအဲ့တော့ဒါမျိုးလေးတွေစားပေးခြင်းကလည်းပဲကျွန်တော်တို့ဒီစပင်အတွက်ကမှလိုအပ်တဲ့ဒီ vitamin C ဓာတ်ကိုလည်းရရှိစေမှာဖြစ်ပါတယ်နောက်ဆုံးချက်ကကြောင့်ကျွန်တော်တို့ဒီ vitamin D ပေါ့နော်အဲ့တော့ vitamin D ရရှိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဟလာနေရောင်လေးကိုတရက်ကို7မိနစ်15မိနစ်လောက်ပြပေးဖို့ဖြစ်ပါတယ်အဲ့တော့ကိုကနေရောင်လုံးဝမထိဘူးဟလာရုံသွားလို့ရှိရင်လည်း aircon ကန်ထဲမှာပဲသွားတယ်ရုံမှာလည်းဒီ aircon ကန်ထဲမှာပဲအလုပ်လုပ်ရဆိုလို့ရှိရင်တော့ဒီ vitamin D ဖြစ်စစာလေးတစ်မျိုးမျိုးကိုတောက်ဖို့တော့အကြံပြုချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒါတွေကကြတော့စပင်အတွက်ကိုမှလိုအပ်တဲ့ hard ဓာတ်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာကြီးအားစေးတောက်လို့မရဘူးလားအဲ့တော့အားစေးတောက်လို့ရပါတယ်ပေါ့နော်အဲ့တော့အားစေးတောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်မျိုးတည်းပါတာမဟုတ်ဘဲနဲ့ကျွန်တော်ခုနပြပြခဲ့တဲ့ hard ဓာတ်တွေစုံလင်စွာပါတယ်
ဒီအားစင်းမျိုးပဲရွေးချယ်ပြီးတော့မှတောက်ဖို့တော့အကြံပြုချင်ပါတယ်အဲ့တော့ဒါကကြတော့ကျွန်တော်တို့ဒီအစားတောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့သပင်ကျမ်းမာဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအစားတောက်ပြင်ကိုဒီရှေ့ဘက်မှာတော့ကကျွန်တော်ပြောခဲ့တဲ့ဒီအချက်တွေကိုလည်း view site ဖို့ဖြစ်ပါတယ်အဲ့ကွာအစားတောက်ကိုတော့စနစ်တကျစားပါတယ်ဒါပေမဲ့ဟလာအဲ့ချိန်လုံးလုံးမရဘူးစိတ်ဖိစီးမှုတွေများနေအဲ့တော့ဒါမျိုးတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီသပင်ကိုကျွတ်စင်နေတာဖြစ်ပါတယ်အဲ့ဒီကြောင့်ကိုကသပင်ကျမ်းမာဖို့ဆိုလို့ရှိရင်တော့ဒီနေ့ပြောခဲ့တဲ့ hard တက်တဲ့အပြင်ကိုကျွန်တော်ရှေ့ဘက်မှာတော့ကပြောခဲ့တဲ့ဒီအချက်ကိုလည်းတေချာ view site ပေးဖို့အရေးကြီးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဝေမျှသွားတဲ့အကြောင်းအလေးကမိမိနဲ့မိချစ်ခင်ရတဲ့အကျိုးရှိမယ်ဆိုလို့ရှိရင်ပြန်လည်ပြီးတော့မှအမျှပြီးတော့ကိုလည်းတိုက်တွန်းချင်ပါတယ်မမေ့ပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ